ဒီ comment တွေကကြတော့လေရင်မုံတွေကိုတဲ့ဝါတဲ့သူတွေအတွက်ဘိုက်စာဘယ်လိုထုတ်လဲဗျာတဲ့ကျေးဇူးပြုပြီးပြောပြပေးပါတဲ့ခြေတို့ကဘိုက်စာထုတ်တယ်ဆိုတာကဝါတဲ့ပိန်နေနဲ့မဆိုင်ဘူးအဓိကခြေတို့ကဘိုက်ပူတဲ့အနေထားပေါ်မူတည်တယ်နော်အဲ့လိုမူတည်ပြီးတော့ခြေတို့က basic pattern ဆွဲတွေကတခါတည်းဘိုက်စာထုတ်သွားတာဥပမာပြောပြပေးရမယ်ဆိုရင်ဒါကကြတော့ခြေတို့ဒီဒါကခြေတို့ရဲ့ basic pattern အနောက်ချမ်းဒါကကြတော့အရှေ့ချမ်းဟုတ်ပြီနော်ဒီလို pattern တွေမှာဆိုရင်ခြေတို့ကတခါတည်းဘိုက်စာကိုထုတ်ထားပြီးသားအဲ့ဒီတော့ဘိုက်စာဘယ်လိုထုတ်လဲဆိုတာကိုခြေဒီဗီဒီယိုလေးမှာဒီ pattern အသေးလေးနဲ့ပြပေးမယ်ခြေတို့ကအခုဒါဆိုရင်အနောက်ချမ်းpattern ကိုခြေတို့အသုံးပြုနေတဲ့ basic pattern ဆွဲနည်းအတိုင်းကိုဆွဲလိုက်တယ်အဲ့ဒီမှာဆိုရင်ခြေကိုမေးစရာရှိတယ်ခြေရဲ့ basic pattern ဆွဲနည်းလေးပြောပြပေးပါလားလို့မေးဖို့ရှိတယ်ခြေကဒီလို basic pattern ဆွဲတဲ့နည်းကိုခြေ2024ထဲကခြေတင်ပေးထားတယ်အဲ့ဒီတော့တစ်နှစ်ဆိုတဲ့အတိုင်းတာကြာသွားပြီဖြစ်တဲ့အတွက်ကြောင့်အောက်ဘက်ကိုတော့နည်းနည်းလေးဆွဲပြီးတော့ကြည့်ရလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီမှာခြေက basic pattern ဆွဲနည်းကိုခြေအသေးစိတ်လေးတင်ပေးထားတယ်အဲ့ဒီမှာသွားပြီးတော့ကြည့်စေခြင်းနဲ့ဒါကကြတော့ခြေတို့basic pattern ကိုမှအသေးလေးပေါ့နော်ချုပ်ပြီးတော့ဆွဲထားတာတလက်မကို1 cm scale နဲ့ချုပ်ပြီးတော့ဆွဲထားတယ်အနောက်ချမ်းလေးဟုတ်ပြီဒါဆိုရင်ခြေတို့ကဒီလိုအနောက်ချမ်းကိုဆွဲလိုက်တယ်ဆွဲလိုက်ပြီးသွားရင်ခြေတို့ကအရှိချမ်းယူတော့မယ်အရှိချမ်းယူတော့မယ်ဆိုရင်ဒါကခြေတို့ရဲ့ pattern စက်ကူမှာဆိုရင်ခြေတို့ကဒီလိုမျိုးထပ်လိုက်တယ်အနောက်ချမ်းနဲ့အရှိချမ်းနဲ့ကိုခြေတို့ဒီလိုမျိုးအညီထားလိုက်တယ်ဟုတ်ပြီနော်အညီထားလိုက်ပြီးအပေါ်ကနေပြီးတော့ခြေတို့လက်ဘင်းစာအတွက်ကိုစောင်းမဲ့အနေထားလောက်ကိုစောင်းမယ်နော်ကိုစောင်းပြီးရင်နောက်တစ်ခုကကြတော့အဲ့ဒီမှာခြေတို့ဘိုက်စာကိုကြည့်ပြီးဘိုက်စာကိုကြည့်တဲ့အခါမှာဘိုက်လုံးဝမပူဘိုက်ရှက်ရှက်လေးတွေပေါ့ပြောရမယ်ဆိုရင် flat ခန္ဓာကိုယ်လေးတွေဖြစ်တယ်ဘိုက်လည်းရှက်တယ်ဆိုရင်ခြေတို့ကဒီ pattern စက်ကူနဲ့ pattern စက်ကူရဲ့မြင်းနဲ့ခြေတို့ဒီမှာအနောက်ချမ်း pattern မြင်းနဲ့ကိုဒီလိုတစ်ထပ်ထဲထားတယ်တစ်ထပ်ထဲထားပြီးတော့မှခြေတို့ကဒီကနေပြီးတော့သူ့ကိုဒီအနောက်ချမ်း pattern ကိုကူးလိုက်တယ်ဟုတ်ပြီနော်ဒါကကြတော့ဒါဘိုက်စာယူတာပဲဒါက flat ခန္ဓာကိုယ်ဘိုက်လုံးဝမပူတဲ့သူဟုတ်ပြီဒါပေမဲ့လို့ခန္ဓာကိုယ်ကနည်းနည်းပြည့်တယ်ဘိုက်လည်းနည်းနည်းပူတယ်ဆိုလို့ရှိရင်တော့ခြေတို့ကနည်းနည်းပေါ့ခန္ဓာကိုယ်လူရဲ့ခန္ဓာကိုယ်က flat ဖြစ်တယ်ဆိုပေမဲ့လည်းကွာဘိုက်ဆိုတဲ့နေရာမှာတော့နည်းနည်းတော့ပုံမှန်လို့တော့မဟုတ်နည်းနည်းလေးတော့ဘိုက်သားလေးရတော့ရှိတာပဲဟုတ်ပြီနော်ခန္ဓာကိုယ်ပြည့်တယ်ဆိုလို့ရှိရင်တော့ခြေတို့ကဒီကနေပြီးတော့ဘလောက်ခွာလဲဆိုတော့2စိတ်ခွာတယ်အကယ်၍အဲ့ဒီထက်ပိုပြီးတော့ဘိုက်လေးကနည်းနည်းပူတယ်ဆိုရင်4စိတ်6စိတ်တစ်လက်မခွဲဒါကကြတော့ခြေတို့ဒီမှာဘိုက်ပူတဲ့အနေထားပေါ်မူတည်ပြီးတော့ခြေတို့ဒီမှာဒီ pattern ကနေပြီးတော့ခွာသွားတာဟုတ်ပြီနော်အဲ့လိုမျိုးခွာပြီးတော့မှအခုဒီမှာဆိုရင်ခြေတို့ရဲ့အနောက်ချမ်း pattern ကိုဒီအတိုင်းလေးခြေတို့က copy လေးကူးလိုက်တယ်ကူးလိုက်ပြီးတော့မှခြေတို့အသုံးပြုနေတဲ့ဤစနစ်အတိုင်းအရှိချမ်းရဲ့ပခုံးတွေကိုဆင်းတယ်အရှိချမ်းရဲ့ဂျိုင်းတွေကိုဖောက်ပြီးတော့ဒီလိုမျိုးအရှိချမ်း pattern လေးထွက်လာတာဖြစ်တယ်ဟုတ်ပြီနော်အဓိကသမီးမေးထားတဲ့မိကွန်းမှာဆိုရင်ခြေတို့ဘိုက်စာယူတာကဒီနေရာပဲဘိုက်ပူတဲ့အနေထားမတူတာနဲ့အများဒီကအကွာဝေးကလည်းတူမှာမဟုတ်ဘူးဟုတ်ပြီနော်ကဲရနိုင်မယ်လို့ထင်ပါတယ်အဲ့လိုနီးစနစ်မျိုးကိုအသေးစိတ်သင်ယူခြင်းနဲ့ဆိုရင်တော့လာမယ့်17လပိုင်းမှာဖွင့်မယ်ဆက်ချုပ်တင်တဲ့ level 1ဆိုတဲ့အတန်းမှာခြေတို့ကအခြေခံကစပြီးတော့သင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအတန်းမှာတက်ရောက်သင်ယူလို့ရတယ်ဟုတ်ပြီနော်ကျေးဇူးတင်ပါတယ် teacher super